ဒါတော့ပထမဦးဆုံးပွဲမှာ chicken စားရတဲ့ player ဖြစ်ပါတယ်ရှင် Okay ဆိုတော့လည်းကျွန်တော်ဂျိုကီတက်တော့လေကောင်းလိုက်တဲ့စကေး AKN နဲ့ဖုတ်ပေးလိုက်တာဆိုတော့ညက်ပြီအဲ့မှာရှင်ကြီးညက်ပြီစုံတာ important ထားရဝင်သားအဲ့ဝင်ကောင်းတယ်ဆွဲ Okay ဒါဆို AC လွတ်ချထားလိုက်စုံလာပြီသားကြီးစိတ်မပူနဲ့စုံလာပြီတစ်ဖက်မှာတင်းနဲ့မှာ2တယောက်ပဲကြံမှာတားကြီးနေနဲ့စိတ်ဝင်စားစရာကောင်းတာထုတ်ရမှာ DDS တယောက်ကိုပဲရှိတော့တယ်0 zone နဲ့ပါပါတွေ့ရနော်မမမောင်လေးတော့ရှိတာပေါ့နော်ဟာပေါ်တင်းတက်လာတာကြီးอ่ะဟိုဘက်က P9 OG နဲ့နည်းနည်းလေးစောင့်ပါဦးလို့ပန်းတီကင်ထားတယ်ပန်းတီကျွေးမယ်တဲ့သားကြီးပန်းတီပန်းတီဟာအဲ့လိုနောက်ပြန်နေပါလေစောက်တက်တယ်ဟာသူက Okay နှစ်ယောက်ပဲကွာဖိုင်တယ်ဇိုးလီလား DDS လားပန်းတီတွေပန်းမတီတွေရှိသမျှအကုန်ကျွေးတယ်ဘာမှမဖြစ်ပါဘူးတဲ့ကတော့ကထင်းတဲ့အတိုင်းပဲပြောလိုက်မယ်ဆိုရင်တန်းကိုတီးတာဒါပေမဲ့သူ့မှာဘာမှမပါဘူးငါအေးဆေးပါပဲလေတဲ့အေးဆေးပဲနော်တဲ့ Okay တစ်ဖက်ကမိုနိုတော့ပါလမ်းပြီးသိပ်အောင်မဲ့ဘီဆက်ဆရာကြီးဘီဆက်ကလန်က DDS နော်ရှိတာအကုန်သိနိုင်ကိုရထားရဲဆိုငါကဆိုရင်ဒီတက်နဲ့ဒီပြစ်ကိုပြစ်ပဲနော်ရှော့ကန်နေပါ AKN နဲ့ဖုတ်မှာလာလေးတဲ့မဟုတ်ဘူးအရေးမဖြောင်းနဲ့အဲ့လောက်ကြည့်ကြတော့ဟိုတင်းကြီးတောင်းလိုက်တယ် AKN နဲ့ပြောဆိုလေး Okay ပါရှင်ဘာပြောဘီဇက်ကလန်လေးစကန်နေဝင်ပါတယ်เนาะဆရာကြီးတို့ဒါတော့ first winner တွေအောင်မြတ်လင်းလေးအမဲတွေ့လားငါထင်မှာအောင်မြတ်လင်းလေးက chicken စားခြင်းလို့ဇိုးလေးရှိသွားကတ်လိုက် 1k ရထားတယ်တဲ့ဆိုတိုကတော့ဒါ 6k နဲ့ဇိုးလေး 9k နဲ့ပါရှင်စကန်ဝင်တာဖြစ်တဲ့ဘီဇက်ဂျိုကီကတော့ဒါ 4k ရထားပြီးတော့ classy 2k ရတယ်0ကတော့ဒါ 4k နဲ့ DDS ကတော့ k မရသွားပါဘူးเนาะဒီမှာကျွန်တော် player 1k 2k တွေများဆိုယိုလိုတို့ဖွဲကြလိုက်တာ 6k ယိုလိုเนาะအန်က 3k ပါ Kismi ကကစ္စာမဲပဲဖြစ်ပါပဲမဲပဲဖြစ်နော် Kismi လို့ခေါ်နေကြအောင်ကစ္စာမဲတွေပါလာပြောနေကစ္စာမဲခြင်းနဲ့မဲပါ 5k ပါနော်ချစ်တယ်နော်ဆိုတာ 3k ပါရှင် X ကတော့ဒါ 8k ရတာကျွန်တော်ပြ